ဒီပါညာကိုယ်ကလည်းပြောပါလေလက်တော်လေးကြီးနေလို့လည်းဒီနေရာလေးကိုဟိုစနေတာသူနဲ့ပြောပါလေဒီပေါ်တော့ညာအခုဆိုရင်တေးလူရှိတဲ့ကြာလို့ပြောသွားတာဒီလိုတော့ဒီမှာတော့အဲ့ဒီတော့ဒီမှာရှိတဲ့ဒီမှာပါရေးတဲ့လာမှာတဖို့ဝေးနေဆိုလို့ရှိရင်ပြောလို့မှာပါလေအဲရရှိတဲ့လက်ပြောခုန်ကိုလည်းမရပြန်စတဲ့ဒီတခုပေါင်းပြီးတော့ဒီလေးမှကျွန်တော်တို့လည်းရှိနေပြီဆိုတော့နော်အဲဒီလိုကျွန်တော်တို့ဒီနေ့မှာဒီဆွေးကိုပါရှင်တရားပါပါမယ်ပတ်စံဝေးမှာ